မင်္ဂလာပါရှင်မိတ်ကပ်ထပ်ပါဒီနေ့မှာတော့ iMagic eyebrow တစ်ချောင်းရှိုံနဲ့မျက်ခုံးမွေးဆွဲတာတစ်ခုတည်းတင်မဟုတ်ပဲမျက်နှာအစိပ်ပိုင်းမှာအလှတရားအတွက်ဘယ်လိုတွေအသုံးချလို့ရလဲဆိုတာကိုပြပြပေးသွားပါမယ်ရှင်ထပ်ကတော့ eyebrow အရောင်ကို dark brown သုံးထားပါတယ်ရှင်ကဲအရင်ဆုံးထပ်တို့မျက်ခုံးမွေးလေးအရင်ဆွဲလိုက်ပါမယ်မျက်ခုံးမွေးဆွဲပြီးသွားရင်တော့မျက်ဝန်းလေးတွေပေါ်လင်းနေအောင်ဒီမျက်ခုံးမွေးဆွဲတံလေးနဲ့ပဲအပေါ်လိုင်နာဆွဲလိုက်ပါမယ်ရှင်ပြီးရင်တော့မျက်လုံးအောက်နာလေးကိုလည်းအောက်လိုင်နာလေးအခုလိုမျိုးလေးဆွဲသွားပြလိုက်ပါမယ်ရှင်မျက်လုံးလေးပိုဝိုင်းပြီးချစ်ဖို့ကောင်းသွားအောင်အိတ်ကိုစဲမျက်အိတ်လေးဖော်ပါမယ်ရှင်မျက်အိတ်ကိုလည်းနည်းနည်းလေးမျက်လုံးလေးပြုံးပြီးတော့ပေါ့နော်အောက်ကနေမှထင်းထင်းလေးဖြစ်သွားအောင်လို့အိတ်ကိုစဲမျက်အိတ်လေးပေါ်အောင်လို့ထင်းထင်းလေးဆွဲပေးလိုက်ပါတယ်ရှင်ကဲပြီးရင်တော့နှာတံလေးပိုဆင်းသွားအောင်လို့ခဲတံလေးနဲ့ပဲနေရာချပြီးတော့နှာတံလေးခြေတာအထိပါလှုပ်လိုက်ပါတယ်ရှင်ကြည့်ပါအောင်ရလက်ကတကယ်ကိုသဘာဝကျကျနဲ့လှပသွားတာနော်ပစ္စည်းအများကြီးတည်ရတာပြင်းတဲ့ပြိုမေတို့အတွက်တော့ဒါဟာအသက်ကယ်ပစ္စည်းလေးလိုပါပဲဒီလိုနီးစနစ်လေးတွေကိုလက်တွေ့လေ့ကျင့်ခြင်းနဲ့ဆိုရင်တော့ထက်ရဲ့ဆက်မိတ်ကလပ်မှာအသေးစိတ်သင်ကြားပေးနေပြီမို့အခုပဲအမြန်လာချိုင်းထားလိုက်ကြတော့နော်